ဒါဟာစူပါမားကတ်တွေဖန်တီးထားတဲ့အကြီးမားဆုံးလိမ်ညာမှုတစ်ခုပါလက်ဆက်တဲ့ဟင်းဒီဟင်းရွက်တွေကအေးခဲထားတာတွေထက်ပိုပြီးအာဟာရရှိတယ်ဆိုတာတကယ်တော့ပြောင်းပြန်ဖြစ်နေပါတယ်လက်ဆက်တယ်ဆိုတာကအပေါ်ယံဟန်ပြတတ်ပဲဖြစ်နိုင်ပါတယ်အေးခဲဟင်းဒီဟင်းရွက်တွေကိုတော့ခူးဆွပြီးတာနဲ့ကောက်ပေါ်တင်ပြီးအနီးနားကပြုပြင်ထုတ်လုပ်တဲ့စင်တာကိုတန်းပို့တာပါဖိအားပြင်းရေပန်းတွေနဲ့ဆေးကြောပြီးဖုံမုံတွေနဲ့ပိုးသက်စီအကျွင်းကြံတွေကိုဖယ်ရှားဖြစ်ပါတယ်အလုပ်သမားတွေနဲ့ဆက်ပစ္စည်းတွေပူပေါင်းပြီးတင့်တော်တဲ့အရွယ်အစားတွေတုံးဖောက်ကြတဲ့အခါမှာလည်းတခြားလွန်လူလက်နဲ့ထိတွေ့မှုမရှိတဲ့လောက်ပါပဲအဲ့ဒီနောက်မှာတော့ဘက်တီးရီးယားတွေကိုတတ်ဖို့အင်ဇိုင်းတွေရဲ့လှုပ်ဆောင်မှုကိုရပ်တန့်ဖို့ဗီတာမင်တွေကိုထိန်းသိမ်းထားနိုင်ဖို့အတွက်ရေပူပိုင်လိုင်းထဲမှာစက္ကန့်ပိုင်းလောက်ခဏတာပြုတ်လိုက်ပါတယ်ပြီးတာနဲ့အေးခဲတဲ့အဆင့်ကိုစတင်ပါတယ်လေအေးပေးစနစ်နဲ့အရည်နိုင်ထိုးခြင်းသုံးပြီးအရှိန်ဟုန်နဲ့အေးခဲလိုက်တဲ့အခါအပူချိန်ဟာဝီနာဒီဂရီဖာရင်ဟိုက်အောက်ကိုချက်ချင်းကျသွားပြီးအာဟာရဓာတ်အားလုံးဟာအလက်ဆက်ဆုံးအခြေအနေမှာပုံတေးဖြစ်သွားပါတယ်နောက်ဆုံးမှာတော့အလိုလျောက်ထုတ်ပိုးတဲ့စနစ်တွေဝင်ပြီးလေစုပ်ထုတ်တာအိတ်ပိတ်တာအလေးချိန်တိုင်းတာနဲ့တစိတ်ကက်တာတွေကိုတခါတည်းလှုပ်ဆောင်ပါတယ်အဲ့ဒီနောက်မှာတော့အေးကန်းကားတွေနဲ့နိုင်ငံအနှံ့ကစူပါမားကတ်တွေကိုပို့ဆောင်တာဖြစ်ပါတယ်